ဘဝရဲ့အောက်ဆုံးအခြေအနေနဲ့တခြားผู้တွေကိုလမ်းပြပေးနိုင်တဲ့ခိုင်မာတဲ့အုံးမြစ်တစ်ခုစီကိုဘယ်လိုရောက်လာလဲဆိုတာလေ့လာသွားကြပါမယ်ပထမဆုံးအနေနဲ့အပိုင်း1မိုးထဲမှာအထီးကျန်ခြင်းဒါမှမဟုတ်အဆူရွာဆုံးအခြေအနေရဲ့အမှန်တရားကိုစကြည့်ကြအောင်စဉ်းစားကြည့်ပါဂရုစိုက်ယူရမယ်မိခင်မရှိဘူးနှွေးထွေးတဲ့အိမ်မရှိဘူးဘယ်သူမှမမြင်နိုင်တဲ့အခြေအနေပေါ့ဒါဟာခွေးပေါက်လေးရဲ့အစောပိုင်းဟာအကာအကွယ်မဲ့နေတဲ့အခြေအနေကိုကွက်ကွက်ဖြတ်သားနေတာပါဖြတ်သွားဖြတ်လာအကားတွေလူတွေရဲ့လေးလျှူရှူမှုအောင်မှာဘယ်သူမှတတိမထားမိဘူးဆိုတာစိတ်ပိုက်ဆိုင်ရာအိမ်မတမ်းမနာကျင်စရာကောင်းပါတယ်ဒါပေမဲ့ဘယ်သူအကူအညီမှမရနိုင်တဲ့ဒီလိုအခြေအနေမျိုးမှာတော့အရှုံးမပေးဘူးဆိုတော့သူ့ရဲ့ဆုံးဖြတ်ချက်ကတကယ်ကိုအမခန်းပါပဲနောက်တစ်နေ့မနက်မိုးလင်းလာတဲ့အခါအသက်ရှင်တန်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်မှန်သူကောင်းကောင်းသိလာရပါတယ်။ဘိုက်စာနေပေမဲ့လည်းတီခွေးပေါက်လေးဟာမတည့်ရပြီးအန်ဒီယများတဲ့လမ်းမတွေပေါ်ထွက်လာခဲ့ရတယ်။စားကြွစားကြံတွေကိုရှာဖွေရတဲ့ခွေးကြီးတွေရန်ကနေပြီးလွှားရတဲ့အနိုင်ကျင့်ခံရတဲ့ကြောက်လန့်ရတယ်များ။ပြီးတော့ဘယ်နေရာမှာပုံအောင်ရင်အန်ဒီယကင်းမလဲဆိုတာကိုပါတင်ယူရတာပေါ့။တကယ်တော့ကြံခံနိုင်စွမ်းဆိုတာလပ်ပါတဲ့အရာတခုမဟုတ်ပါဘူး။ဒါဟာအနိုင်ကျင့်ခံရမှုတွေကြားတွေကနေနေ့စဉ်နဲ့များဆက်ကျူးစားဖို့ရွေးချယ်ရတဲ့ပင်ပန်းခက်ခက်လာတဲ့ကြိုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်ဒီလိုနဲ့ရတတပတ်ပေါင်းများစွာအခက်ခဲတွေကိုတီးခံဖြတ်သန်းပြီးနောက်မှာတော့ရက်လက်တွေတီးတီးတာတာပြောင်းလဲလာပါပြီအရင်ကဘယ်သူမှမမြင်ပဲကြောက်လန့်နေခဲ့ရတဲ့အခြေအနေကနေအခုဆိုရင်ခွန်အားရှိပြီးအသက်ရှင်တန်နိုင်တဲ့အခြေအနေတစ်ခုကိုရောက်လာခဲ့ပါပြီဒါဟာနာကျင်မှုတွေကိုထိတ်တိုက်ရင်ဆိုင်ကြော်ဖြတ်ခြင်းကလူတစ်ယောက်ဒါမှမဟုတ်တတ္တဝါတစ်ကောင်ရဲ့အခြေအနေကိုဘယ်လောက်တောင်ပိုကောင်းအောင်ပြောင်းလဲပြီးနိုင်တယ်လဲဆိုတာကိုတက်တိပြနေတာပဲဖြစ်ပါတယ်ခွန်သားတွေအနှဲငယ်ရှိလာပြီးဖြစ်တဲ့အဒီခွေပေါက်လေးဟာတနေ့မှကြောက်ရွံ့နေတဲ့တခြားခွေပေါက်လေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီခါမှာဒီတစ်ချိန်မှာတော့သူထွက်မပြေခဲ့ပါဘူးဗျာ။အရင်တုန်းကသူကိုယ်တိုင်ဖြစ်ခဲ့ဘူးတလို့မျိုးခွေးကြီးတွေရဲ့ရံပြုတ်မှုကိုခံနေရတဲ့ခြေနေကိုမြင်လိုက်ရတဲ့အခါဘာမှကိုတွေးတော့မနေတော့ပဲရှေ့ကိုပြေးထွက်သွားတယ်။ကြောက်ရွံ့နေတဲ့ခွေးလေးရဲ့ရှေ့မှာမမရက်လိုက်ပြီးအကျေကြီးဟောင်းပါတော့တယ်။ဒါဟာအတိတ်ကနာကျင်မှုတွေကိုတွန်းလှန်လိုက်တဲ့တကယ်ကိုရေးရတဲ့လောက်ရပါပဲ။သူဟာကြောက်ရွံ့ခြင်းထက်တက်ဒီကိုရွေးချယ်ကြပါတယ်။မှန်ပါတယ်။ဒီလိုချက်ချင်းစွန့်ဖြတ်လှုပ်ဆောင်လိုက်မှုကြောင့်ခွေးကြီးတွေဟာလန့်သွားပြီးနောက်ဆုတ်ထပ်ပြေးသွားကြပါတယ်။အဲ့ဒီအချိန်ကကယ်တင်ခံလိုက်ရတဲ့ခွေးလေးရဲ့မျက်လုံးတွေကကြောက်ရွံ့မှုတွေဟာချက်ချင်းဆိုသလိုပဲမျောလီချက်တဲ့ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။တက်ဒီဆိုတာအကြောက်တရားလုံးဝမရှိတာကိုဖြောရမှာမဟုတ်ပါဘူး။အကြောက်တရားထက်ပိုရေးချီတဲ့အရာတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရမှာပါ။အဲ့ဒီလိုရဲရဲနဲ့လုတ်ရဲလေးအပြီးမှာတော့သူဟာအခြားခွေးလေးတွေကိုအစာရှာရမယ့်နေရာတွေပြသပေးတယ်အန်ဒရယ်ဒီကနေကာကွယ်ပေးတယ်ပြီးတော့သူတို့ဖေးမှာအခိုင်အမာရပ်တည်ပေးခဲ့ပါတယ်အရင်ကစုံပိတ်ခံခဲ့ရပြီးအထီးချန်ခဲ့ရတဲ့ခွေးလေးဟာအခုတော့တကောင်လည်းမဟုတ်တော့ပါဘူးသူ့နောက်မှာလိုက်မဲ့သူတွေရှိလာပါပြီဒီလောက်ရက်တွေဟာတာမန်လောက်ရက်တွေမဟုတ်ဘူးဆိုတာသတိထားမိကြပါမှာဒါတွေဟာသူ့ရဲ့ခက်ခဲကြမ်းတမ်းခဲ့တဲ့အသက်ရှင်တန်ရေးသင်ခန်းစာတွေကနေမြပြခံလာရဖြစ်ပြီးအခြားသူတွေရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိစေခဲ့တဲ့အဓိကအချက်တွေပဲဖြစ်ပါတယ်ဒီဇလန်ကနေခေါင်းဆောင်မှုဆိုတဲ့အတိတ်ပြက်ကိုအသစ်ပြန်လဲဖွင့်ဆိုပေးထားပါတယ်။ခေါင်းဆောင်မှုဆိုတာကိုလုံးကိုပေါက်ကြီးမားတာဒါမှမဟုတ်အင်အားကြီးတာတွေနဲ့မဆိုင်ပါဘူး။ကိုယ်တိုင်ခံစားခဲ့ရတဲ့နာကျင်မှုတွေကိုနည်းနည်းရှင်းနားလည်ပြီးအခြားသူတွေကိုကာကွယ်ပေးခြင်းတဲ့စံသားကနေတဆင့်ယုံကြည်မှုကိုတိဆောက်ခြင်းပဲဖြစ်ပါတယ်။တူရတဲ့ခံစားမှုတွေကနေတဆင့်ဘလော့တောင်ခိုင်မာတဲ့ယုံကြည်မှုကိုတိဆောက်နိုင်တယ်ဆိုတာကိုပြသနေတာပါ။ဝေပေးခြင်းတဲ့စံသားကနေတဆင့်ယုံကြည်မှုကိုတိဆောက်ခြင်းပဲဖြစ်ပါတယ်။တူရတဲ့ခံစားမှုတွေကနေတဆင့်ဘလော့တောင်ခိုင်မာတဲ့ယုံကြည်မှုကိုတိဆောက်နိုင်တယ်ဆိုတာကိုပြသနေတာပါနောက်ဆုံးအနေနဲ့အပိုင်းကနာကျင်မှုကိုခွန်အားဖြစ်ပြောင်းလဲခြင်းနဲ့ဒီနေ့အတွက်အရေးကြီးဆုံးသင်ခန်းစာကိုကြည့်လိုက်ကြရအောင်ဒီကောက်နှုတ်ချက်လေးကတော့ဇလန်တစ်ခုလုံးရဲ့အသက်ဝိညာဉ်ပါပဲလက်လျှော့ဖို့ငင်းဆန်ခဲ့သူတယောက်ကိုဘယ်တော့မှအထင်မသေးပါနဲ့တဲ့အခက်ခဲတွေကိုအရှုံးမပေးပဲဖြတ်တန်းလာခဲ့သူတွေစီမှာကျွန်တော်တို့မထင်မထားတဲ့ခွန်အားတွေတက်တီတွေကကင်းအောင်နေတတ်တာပါဘာမှမရှိတဲ့အခြေအနေကနေစတင်ခဲ့ရတဲ့ခွေးပေါက်လေးဟာအခြားသူတွေထက်ပိုပြီးနာကျင်မှုတွေကိုခံစားခဲ့ရလို့အဲ့ဒီနာကျင်မှုတွေကိုကောင်းကောင်းနားလည်လို့နောက်ဆုံးမှအားကိုးရတဲ့ခေါင်းဆောင်တစ်ယောက်ထက်လာခဲ့တာပါဒါဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအတွက်လည်းတကယ့်ကိုအတုံးဝင်တဲ့သင်ခန်းစာတစ်ခုဖြစ်ပါတယ်ကဲအစီအစဉ်လေးမပြီးခင်မှာဒီမေးခွန်းလေးကိုစဉ်းစားကြည့်ခြင်းပါတယ်လူတိုင်းမှာကိုယ်ပိုင်ရုန်းကန်ခဲ့ရတဲ့အတိတ်တွေနာကျင်ခဲ့ရမှုတွေရှိကြတာချီပါပဲဒါဆိုရင်အဲ့ဒီအခက်အခဲတွေကိုအကျိုးမဲ့ဖြစ်မသွားစေပဲအခြားသူတွေကိုကာကွယ်ပေးဖို့နဲ့လမ်းပြပေးဖို့အတွက်ခွန်အားဖြည့်ကျွန်တော်တို့ဘယ်လိုပြောင်းလဲအသုံးပြုကြမလဲ